ဒီနေ့တော့ဆန္ဒနံပါတ်20ဖြစ်ပါတယ် ခန်းကြီး22အငယ်1မှ9အကျွန်ုပ်ဖျားအကျွန်ုပ်ဖျားအဘဲကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်။အကျွန်ုပ်ကိုမကယ်တင်ဘဲအကျွန်ုပ်အော်ဟစ်သောစကားကိုနားမထောင်ဘဲအဘဲကြောင့်အဝေးမှနေတော်မူသည်။အကျွန်ုပ်ဖျားနေ့အခါအကျွန်ုပ်အော်ဟစ်တော်လဲကိုယ်တော်သည်နားမထောင်ပါညအခါအော်ဟစ်တော်လဲသက်သာခြင်းသို့မရောက်ပါကိုယ်တော်မူကားဣသရေလအမျိုးသားတို့ချီးမွမ်းရာ၌ကျိန်းဝတ်လျက်တန်ရှင်းခြင်းရှိတော်မူ၏အကျွန်ုပ်တို့ဘိုးဘေးတို့သည်ကိုယ်တော်ကိုကိုးစားကြပါ၏ကိုးစားကြသည်တွင်ကိုယ်တော်သည်ကယ်တင်တော်မူ၏သူတို့သည်ကိုယ်တော်ကိုအော်ဟစ်၍ကယ်တင်ခြင်းသို့ရောက်ကြပါ၏ကိုယ်တော်ကိုကိုးစား၍ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြပါ၏အငယ်6မှ15အကျွန်ုပ်မူကားလူမဟုတ်ပိုးကောင်မျှသာဖြစ်ပါ၏လူများကဲ့ရဲ့เสียလူစုအရှက်ခွဲเสียဖို့ဖြစ်ပါ၏အကျွန်ုပ်ကိုမြင်သမျှသောသူတို့သည်ပြည့်ရဲ့ပြုခြင်းနှုတ်ခမ်းဖြဲခြင်းခေါင်းညိတ်ခြင်းကိုပြုကြပါ၏သူသည်ထာဝရဘုရားကိုကိုးစားပြီးသူကိုနှုတ်တော်မူပါလေစေသူ၌အလိုတော်ရှိလျင်ယခုပင်ကယ်တင်တော်မူပါလေစေဟုဆိုကြပါ၏သို့တော်လည်းကိုယ်တော်သည်အကျွန်ုပ်ကိုအမိဝမ်းထဲကဆွဲယူ၍နို့ဆိုသည့်ကာလ၌စိုးရင်ခြင်းအကြောင်းကိုပယ်ရှင်းတော်မူ၏ကျွန်ုပ်သည်ဖွာကလေးကပင်လက်တော်သို့ရောက်ပါ၏အမိဝမ်းထဲမှဆ၍ကိုယ်တော်သည်အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူပါပြီအကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်ဘေးအန္တရာယ်ရောက်လူနီးပါပြီမဆသောသူမရှိပါနွားလာဥတ္တဖတို့သည်အကျွန်ုပ်ကိုဝိုင်း၍အာကြီးသောဗာရှံဥတ္တဖတို့သည်ဝန်းရံလျက်နေကြပါ၏ကိုက်ဖြတ်၍ဟောက်တတ်သောခြင်သေးကဲ့သို့အကျွန်ုပ်ကိုပါဇက်ဟကြပါ၏အကျွန်ုပ်သည်ရေကဲ့သို့တွင်ခြင်းကိုခံရ၍အယိုးအစစ်ရှိသည်များတို့သည်ပြုတ်ကြပါ၏အကျွန်ုပ်နှလုံးသည်ဖျောင်းကဲ့သို့ဖြစ်၍ရင်ထဲမှအရေကြိုလျက်ရှိပါ၏အကျွန်ုပ်ခွန်အားသည်အိုးချမ်းကဲ့သို့ခန်းချောက်၍ရှာလဲပါယိုး၌ကပ်လျက်ရှိပါ၏အကျွန်ုပ်ကိုတေမီတိုင်အောင်ချတော်မူပါပြီအငယ်16မှ22ခွေးတို့သည်အကျွန်ုပ်ကိုဝိုင်းလျက်စုဝေးသောလူစုတို့သည်ဝန်းရံလျက်နေ၍အကျွန်ုပ်၏လက်ခြေတို့ကိုထိုးဖောက်ကြပါပြီကိုယ်အယိုးရှိသမျှတို့ကိုအကျွန်ုပ်ရေတွက်နိုင်ပါ၏သူတို့သည်ကျွန်ုပ်ကိုကြည့်မြင်၍အားရလျက်နေကြပါ၏အကျွန်ုပ်အဝတ်ကိုအချင်းချင်းဝေဖန်၍အကျွန်ုပ်အင်ကြီးကိုစည်ရည်တံချကြပါ၏အိုထာဝရဘုရားအကျွန်ုပ်နှင့်ဝေးဝေးနေတော်မူပါနှင့်အကျွန်ုပ်၏ခွန်အားဗလာအကျွန်ုပ်ကိုမဆခြင်းငှာအလျင်မြန်ကြွလာတော်မူပါအကျွန်ုပ်အသက်ကိုဓာဘေးမှ၎င်းအကျွန်ုပ်အချစ်ဆုံးကိုခွေးလက်မှ၎င်းကယ်လွတ်တော်မူပါရှင်သည်ကတွင်မှအကျွန်ုပ်ကိုကယ်တင်၍ကြံ့ဦးဂျိုထဲမှအကျွန်ုပ်ခေါ်သောအတန်ကိုနားထောင်တော်မူပါအကျွန်ုပ်သည်တရင်တော်ကိုညီကိုတို့အားကြားပြောပါမည်ပရိသတ်လည်းမှာကိုရော့ကိုချီးမွမ်းပါမည်ငယ်23မှ26ထာဝရဘုရားကိုကြောက်ရွံ့သောအချင်းတို့ချီးမွမ်းခြင်းကိုပြုကြလော့ယာကုပ်အမျိုးအပေါင်းတို့ဂုဏ်ကျေးဇူးတော်ကိုဖော်ပြကြလော့ဣသရေလအမျိုးအပေါင်းတို့ကိုရော့ကိုကြောက်ရွံ့ကြလော့အကြောင်းမူကားနှိမ့်ချလျက်ရှိသောသူ၏နှိမ့်ချသောအဖြစ်ကိုမထီမဲ့မြင်ပြုတော်မူသည်မဟုတ်မျက်နာတော်ကိုမလွှဲအော်ဟစ်သောအခါနားထောင်တော်မူပြီးအကျွန်ုပ်သည်မဟာပရိသတ်အလယ်မှကိုရော့ကိုချီးမွမ်း၍ကိုရော့ကိုကြောက်ရွံ့သောသူတို့ရှေ့မှတစ္ဆာဂတိထားသည့်အတိုင်းတစ္ဆာဝတ်ကိုဖြေပါမည်နှိမ့်ချလျက်ရှိသောသူတို့သည်ဝါစွာစားရကြလိမ့်မည်ထာဝရဘုရားကိုရှာသောသူတို့သည်ချီးမွမ်းကြလိမ့်မည်သင်တို့စိတ်နှလုံးသည်အစဉ်အမြဲအားဖြည့်ရလိမ့်မည်ခန်းငယ်29မှ31မြေကြီးစွန်းရှိသမျှတို့သည်တရိယာ၍ထာဝရဘုရားထံတော်သို့ပြောင်းလဲကြလိမ့်မည်လူအမျိုးအနွယ်အပေါင်းတို့သည်ရှေ့တော်၌ကိုးကွယ်ကြလိမ့်မည်အကြောင်းမူကားထာဝရဘုရားသည်စိုးစံပိုင်တော်မူ၏လူမျိုးတို့ကိုမင်းပြုတော်မူ၏မြေကြီးပေါ်မှကြွယ်ဝသောသူအပေါင်းတို့သည်စား၍ကိုးကွယ်ကြလိမ့်မည်ကိုယ်အသက်ကိုမဆောင်နိုင်မြေမှုန့်သို့ဆင်းရသောသူအပေါင်းတို့သည်လည်းရှေ့တော်၌ညွတ်ပြ
ဝတ်တွားကြလိမ့်မည်သူတို့အမျိုးအနွယ်သည်လည်းဝတ်တော်ကိုပြုသဖြင့်လူအစဉ်ဆက်တို့သည်ထာဝရဘုရား၏တည်င်းတော်ကိုကြားရကြလိမ့်မည်ဤသို့စီရင်တော်မူပြီးဟုသူတို့သည်ပေါ်လာ၍တရားသောအမှုကိုဖွာသောလူမျိုးအားဖော်ပြရကြလိမ့်မည် Okay နောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye